မုံညင်းညင်စေးကြည်လို့ခွေးစီကိုပဲကျွန်တော်ဝဲစားတယ်တို့တွေငငယ်တုန်းကပဲမြင်လောက်ရှိသေးတာမို့ကွယ်နင်းရဲ့ငါရဲ့အမေချိုင်းရဲ့မမနဲ့ရဲ့တောင်မြုံမင်းရဲ့ဥရှင်ကြီးရဲ့နောက်မေတော်ရဲ့သုံးမှန်လှရဲ့ကိုကြီးကျော်တောင်းအရက်တွေမူလို့လမ်းမလဲလို့ငါထူခဲ့သေးတယ်ဩနေပေရှင်တောင်းမမရဲ့အိမ်ဦးနှစ်ကိုခွာနေကြချင်းနေနောက်စားသားပိုကောင်းတယ်အမေရင်ဟာဥရှင်ကြီးရဲ့ဆောင်ကိုခဏဆိုငါကပြီးချင်းတွင်မြင်မှလေလို့စီတယ်နှကောင်းကြချောင်းမှာနော်ကွယ်အမေရွှေနှမေးလူလာငါတွေပေါ်တယ်ပုတ်ပါမယ်တော့ကြော်ကြောင်မှာထမ်းတတာချီချောကြကရဲ့ဘိုးဘိုးအောင်လန်းဆွဲတာထမင်းကျွပြီးဆောင်ဖို့ကြလာတယ်ကြည်မကောင်းစရာအကွယ်ဗီဒီယိုကြည့်ရတယ်လို့နှကောင်းကနေတယ်39မိနစ်အကုန်လားကြည့်တယ်မောင်တင်လေတောင်းတပည့်ဖို့ပြင်ပြီးမြင်ဘူးအောင်ဆိုအပြေးလာကြည့်တာခလုတ်တိုက်ခါလဲအပေါ်ကထမင်းသူ့ပေါ်လာဆွတ်တယ်ဒါမျိုးတွေကျုပ်ကပြောတော့နတ်ကြီးတွေဝိုင်းကင်လိုက်မယ်တော်ပြီရထောရဲ့ကျွန်တော်ထိုင်အောင်မယ်